สวัสดีครับမင်္ဂလာပါခင်ဗျာကျွန်တော်နဲ့ထိုင်းစကားတနေ့ကိုငါလို့ဝန်ထီရစ်ဆောင်မှာကြိုးစားပါတယ်ဘာဆိုင်ကောင်းမလဲกินစားသည်အရိုင်းဘာလဲဒီကောင်းသည်ဒီစကလုံးသုံးလုံးကိုပေါင်းလိုက်တဲ့အခါမှာกินอะไรดีဘာဆိုင်ကောင်းမလဲဆိုတဲ့အဓိပ္ပာယ်ရပါတယ်กินอะไรดีဘာဆိုင်ကောင်းမလဲအကိုဘာစားခြင်းလဲဗျဖီဆိုတာကအကိုอยากกินစားခြင်းတယ်อยากกินစားခြင်းတယ်အရိုင်းဆိုတာဘာလဲအရိုင်းဆိုတာဘာလဲครับဗျครับဆိုတာဗျဒီတော့ဖီอยากกินอะไรครับအကိုဘာစားခြင်းလဲဗျအဲ့လိုအဓိပ္ပာယ်တက်ရပါတယ်ဖီอยากกินอะไรครับအကိုဘာစားခြင်းလဲဗျဟုတ်ကဲ့အခုဒီဗီဒီယိုလေးကလူချင်းမျိုးတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင်ကျွန်တော်ကို comment မှာ yes လို့မှတ်ခဲ့ပေးပါဦးပြီးတော့တခြားသိချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်အားရနဲ့တန်းပြီးတော့ဖြည့်ပေးသွားမှာဖြစ်ပါတယ် thank you see you the next video guys ကျေးဇူးအများကြီးတင်ပါတယ်